ကိုဝမ်းနဲ့အားငယ်တဲ့အချက်အားမငယ်ပါနဲ့နော်ဆိုတဲ့စကားတွေနဲ့ကိုရဲ့လက်ကိုဆုပ်ကိုင်းပြီးအားပေးနှစ်သိမ့်ပေးမဲ့လက်ရစုံကိုလည်းမလိုချင်တော့အစင်မပြေမှုတွေအခက်ခဲတွေနဲ့ကြုံလာတဲ့အခါစိတ်တွေမွန်းကြက်ရလို့ရင်ဖွင့်ပြောပြပြီးအားရပါရငိုချလိုက်ဖို့အတွက်မိခိုစရာပခုံးနှစ်ဖက်ကိုလည်းမလိုချင်တော့လူရဲ့စိတ်ဆိုတာပြောင်းလဲညံတတ်တယ်ဆိုတဲ့သဘောတရားတွေကိုသိလာရပြီးတဲ့နောက်ပိုင်းတစုံတယောက်ရဲ့ဂရုစိုက်ပြုစုမှုတွေကိုလည်းမတောင်းတတော့ပါဘူးကိုတောင်းဆိုမှပေးလာတဲ့ရမယ့်ချစ်ချင်းမေတ္တာတရားတွေကိုလည်းမလိုချင်တော့ပါဘူးဘာဖြစ်လို့လဲဆိုတော့တနေ့တစ်ချိန်ကျရင်ကိုကသူ့အတွက်ဘောင်မဝင်တော့ဘူးအရေးမပါတော့ဘူးဆိုရင်ကိုကဘေးထွက်ပြီးလိုက်ရမှာမဟုတ်လား